ကဲဒီနေ့ကတော့ကျွန်တော်တို့လူပေါ့ဗျာနော်ကျွေးတာတော့ဒီမှာတရက်ချင်လဲပါတယ်ဇွန်ကြောက်ကျော်စက်သားရဲ့ကြောက်ဖယုံရဲ့ပဲရဲ့ချက်တယ်ကဲဒီမှာစားတာတော့မင်းကြီးပေါ့ဗျာဒီတရွာလုံးကိုကျွေးတာကဲဦးစင်းမြန်လေးရိုက်တယ်စတားရင်ပါတယ်ဘယ်ချောင်းကျော်ပါတယ်ဘူးဒီနဲ့ကြက်သားနဲ့ပဲနဲ့ဒီတောင်လေးပေါ့ဆင်းရတော့အခုသူတို့ဒီမှာချက်ထားတာတော့3-4မျိုးလောက်ရှိအဲ့လားလေးတွေပါတယ်ဗျာချက်တာပြုတ်တာပေါ့ဒီမှာကခုနိုင်ကြပါစေဒီပေါ်လာလာပါလေတရွာလုံးပေါ့ဗျာနော်ချက်တဲ့နေရာကဒီမှာအိုးခင်းအိုးဒီမှာဘူးကျွေးတာမှ2ဦးကြံသေးတယ်ဒီမှာတအိုးကတဝက်တူတော့မကုန်ဘူးကလောလောငါငါပဲခင်ဗျာကျွန်တော်ကျွေးတာထုံလိုက်ကိုယ်ချက်နေကြဆိုလေဩဟုတ်ကဲ့ပါကိုကြီးကျေးဇူးတင်ပါတယ်ဗျာဒီလိုလေးကူညီပေးတာဟုတ်ကဲ့ကျွန်တော်လည်းဒီမှာခေသေးစကန်ဆောင်းနေရတယ်ခဏနားပြီးတော့ဟုတ်ကဲ့ကျေးဇူးပါကိုကြီးကျွန်တော်လည်းဒါတက်နိုင်လေးပဲကလေးဆက်ဆင်းပေးမှာဟုတ်ကဲ့ဒါကိုမလုပ်လို့လည်းမဖြစ်တော့ဟုတ်ကဲ့ကျွန်တော်တို့ကဟိုကြောက်တန်းမျိုးကရန်ကုန်တိုင်းကြောက်တန်းမျိုးနေရဟုတ်ကဲ့အဲ့ဒီကဟိုကျွန်တော်လည်းဖုန်းဆက်သေးတယ်ဘယ်လိုပူလာပြီလို့ဟိုကကိုနေမှာ12သိန်းလို့ပြော12သိန်းချပေးလိုက်ပဲချပေးလိုက်12သိန်းဆိုတော့မှဒါတော့အေးဝင်လို့ဆက်ရသေးလားဟုတ်တယ်အခု12သိန်းဆိုဟွာလောက်ဖြစ်သွားတယ်သိန်း30ဘိုးလောက်ဖြစ်သွားတယ်သူတို့စိုက်ထားတယ်ပြောဟုတ်တယ်အဲ့ဒါကုံပါလို့ကျွန်တော်ခမန်းကြီးပြောတယ်လေသမင်းသားမမဟုတ်လားဒီစီကသိန်း30လောက်တော့ကြာတယ်ပေါ့ဒီမှာစတားနဲ့ဘူးကြီးနဲ့ရဲရဲကြောက်ဖယုံကြီးရဲပဲရဲအဲ့လိုချက်တယ်ခင်ဗျကျွေးတာလည်းအစုံမဲ့ဒီမှာစားတဲ့လူကလည်းဒီလိုတွေအားပေးတာခင်ဗျာကျွန်တော်တို့ရဲ့အလူကြီးကျွေးရတယ်နဲတာမဟုတ်ခင်ဗျ